ပိုကီမွန်လိုခရီးချာတွေဖမ်းမယ်။ဥပမာကဘာကြီးထဲမှာလွတ်လွတ်လပ်လပ်သွားမယ်။ဒါပေမဲ့ဒီကိန်းထဲမှာကိုယ်တိုင်ခရီးချာဖြစ်သွားလို့ရတယ်ဆိုရင်ယုံလား။ Popper Studio ကနေ developer လုပ်ထားတဲ့ Animal ဆိုတဲ့ free to play ခရီးချာခချင်း open world action RPG ဂိမ်းတဲ့မကြောင်ချင်းချင်းမှာထွက်ရှိလာတော့မှာပါ။ဒီဂိမ်းဟာ Island လို့ခေါ်တဲ့ fantasy နိုင်ငံတော်ကြီးထဲမှာစတင်တည်ထားတာပါ။ဂိမ်းထဲမှာ player တွေအနေနဲ့ animal တွေကိုသုံးပြီး animal ကောင်လေးတွေကိုလိုက်ရှာမယ်။ဖမ်းမယ်စုဆောင်းရမှာဖြစ်ပါတယ်။ဒီ creature တွေကနေရာဒေသရာသီဥတုအချိန်အခါပေါ်မူတည်ပြီးကိုရချမ်းသာစွာပေါ်လာတတ်ပါတယ်။တော်တော်များများကလည်း level တက်လာရင် evolution ဖြစ်လာနိုင်တာမလို့စူးရတာတော်တော်လေးကိုပြောဖို့ကောင်းပါတယ်။ဒါပေမဲ့ဒီဂိမ်းမှာအမိုက်ဆုံးနဲ့အကွဲပြားဆုံး feature တစ်ခုကတော့ try လို့ခေါ်တဲ့စနစ်ပဲဖြစ်ပါတယ်။ try ဟာ player နဲ့ animal တွေကိုပေါင်းစပ်ပေးလိုက်တာပါ။ကိုယ်တိုင်က creature ရဲ့ကိုယ်လေးကိုဝင်ပြီးကဘာကြီးကိုခန်းစားလို့ရသွားတာဖြစ်ပါတယ်။ animal ရဲ့အစွမ်းရည်ကိုသုံးပြီးနေရာသစ်တွေကိုရှာမယ်ခီးသွားမယ်။ berry တွေကိုဖြည့်ရှင်းမယ်ရန်သူတွေကိုတိုက်ခိုက်ပြီးအခက်အခဲတွေကိုကျော်ဖြတ်ရမှာပါ။အိုင်ရဲ့ကဘာကြီးဟာအရန်ကျယ်ဝန်းပြီးတော့ interactive ဖြစ်ပါတယ်။ဒီထဲမှာမျောလင်းတာရေထဲငုတ်တာနေကြီးတဲ့တူးပြီးဝင်လာလိုမျိုး animal တွေရဲ့အစွမ်းမျိုးမျိုးနဲ့ကဘာကြီးကိုလွတ်လွတ်လပ်လပ်စူးစမ်းလေ့လာလို့ရပါတယ်။တိုင်ပွဲတွေကလည်း real time action combat စနစ်ဖြစ်လို့ player ရဲ့ကိုယ်ပိုင်စွမ်းရည်ရောကိုယ့်ရဲ့ animal ရဲ့စွမ်းရည်ရောပေါင်းစပ်ပြီးတော့အပြတ်အသတ်တိုက်ခိုက်ရမှာဖြစ်ပါတယ်။ solo စွမ်းရည်နေမကဘဲ online multiplayer ကိုရောလည်းပါပါတယ်။ stream မှာဆိုရင်တော့ online ကိုရော online PVP နဲ့ cross platform multiplayer စနစ်လည်းပါဝင်တယ်လို့ဖော်ပြပေးထားပါတယ်။နောက်ပြီး high လို့ခေါ်တဲ့300အတွက် PVE PVP မှုမှာဆိုရင်လည်းလို island ထဲမှာအဖို့ဖွဲ့ပြီးတိုက်ခိုက်ရမယ့်မှုတွေလည်းပါပါသေးတယ်။ထမရက်နဲ့ပတ်သက်ပြီးအနောက်မဲ့ထွက်ထားတာကတော့ Animal Game ကိုတင်ပါလာ16ရက်နေ့2026ခုနှစ်မှာ official launch လုပ်ဖို့ရှိပြီး launch time ကတော့ 10 AM UTC play လို့ဖော်ပြပေးရပါတယ်။မြန်မာနိုင်ငံအချိန်နဲ့တွက်မယ်ဆိုရင်တော့16ရက်နေ့မနက်ခင်း9:30လောက်မှာတရားဝင်တက်ရှိမှာပဲဖြစ်ပါတယ်။အခုလောလောဆယ်တော့ဒီ game လေးကို pre-register သွားတင်ထားလို့ရနေပါပြီ။ဒီ game လေးကို pre-register သွားတင်ရမယ်ဆိုရင်လည်းတင်တဲ့ Gmail နဲ့အတူ official ထွက်ရှိလာပြီဆိုရင်လည်းအဲ့ဒီ Gmail နဲ့ login ဝင်ပြီးတော့IM web တွေကိုအလကားရရှိမှာပဲဖြစ်ပါတယ်။ဒါဆိုရင် brother တို့ကရော animal ထွက်လာရင်ပရမတ်သုံးဖမ်းနေတဲ့ animal ကဘာကောင်ဖြစ်မလဲ။ comment မှာပြောပေးခဲ့ကြလို့ရပါတယ်။ဒီလို mobile game တက်ကြောင်းတွေကိုသိနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ TikTok ကောက်လေးကို follow လုပ်ပေးခဲ့ကြဖို့မမေ့ပါနဲ့။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်။